Telegram channel တွေဒါမှမဟုတ် account တွေကိုဝင်လို့မရတာပဲဖြစ်ဖြစ်ဘန်ခံရတာပဲဖြစ်ဖြစ် Telegram account ကိုဘယ်လိုပြန်ယူရလဲဆိုတာကိုမသိသေးဘူးဆိုရင်ဒီဗီဒီယိုကိုမကြော်ပဲအဆုံးထိကြည့်ပေးပါဒါဆိုရင် like ကြည့်လိုက်ရအောင်ပထမဆုံး Chrome browser ထဲဝင်ပါမယ် search bar ထဲမှာ Telegram support ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ်ပြီးွားရင်ဒီ website ထဲဝင်ပါမယ်ဝင်လိုက်တာနဲ့ဒီလိုမျိုးစာမျက်နှာပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ဒီတခြားရှင်းပြပေးပါမယ်Please disable your problem ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်အဲဒီအောက်မှာ box လေးတစ်ခုချပေးထားတာဖြစ်ပါတယ်ပေါ့နော်ဒီ box ထဲမှာကျွန်တော်တို့ရဲ့ဒီပြဿနာတွေကိုရေးပြရမှာဖြစ်ပါတယ်ပေါ့နော်ကိုယ့်ရဲ့ Telegram account ကပြန်လိုချင်တယ်ဆိုတာမျိုးကိုကျွန်တော်တို့အင်္ဂလိပ်လိုဒီမှာရေးပြရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်တို့စာရေးလိုက်ပါမယ်ကျွန်တော်တို့ကဒီမှာစာရေးပြီးပါပြီငွေချင်းမဆိုလို့လည်းဒီလိုမျိုးစာတွေကိုရေးလိုက်ပါဒီစာကိုတစ်ချက်ကြည့်မှဆိုရင်ပထမဦးဆုံးအကြောင်းကတော့ please recover my account ဆိုပြီးတော့ကျွန်တော်ရေးထားတာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာဒုတိယကိုကြည့်မှဆိုရင်ကိုယ့်ရဲ့ဒီ email လိပ်စာကိုဒီမှာထည့်ထားတာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာတတိယအကြောင်းကတော့ကိုယ့်ရဲ့ဒီ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုအတိအကျထည့်ပေးပါပေါ့နော်ဖုန်းနံပါတ်မှားနေလဲကျွန်တော်တို့အဆင်ပြေမှာမဟုတ်ပါဘူးပေါ့နော်ဆိုရင်ကျွန်တော်တို့အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့သူ့အောက်ကဟာလေးကိုကျွန်တော်တို့ဒီမှာသွားပါမယ် your full legal name ဆိုတဲ့နေရာကိုကျွန်တော်တို့တွားဖြည့်ပါမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ Telegram ဖွင့်ထားတဲ့နာမည်ကိုကျွန်တော်တို့ဒီမှာတေချာရေးပြရမှာဖြစ်ပါတယ်ပေါ့နော်ဒီမျိုးနာမည်လေးကိုကျွန်တော်တို့ဒီမှာရေးလိုက်ပါမယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်သူ့အောက်ကကျွန်တော်တို့ your email ဆိုတဲ့နေရာမှာကိုယ့်ရဲ့ email လိပ်စာကိုထည့်ပြရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီကောင်နှိပ်ပြီးတော့ကျွန်တော်တို့ email လိပ်စာကိုဒီမှာထည့်လိုက်ပါမယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ Telegram account ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ဒီမှာထည့်ပြရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဖုန်းနံပါတ်ကိုထည့်လိုက်ပါမယ်ဖုန်းနံပါတ်မထည့်ခင်ရှေ့ကကျွန်တော်တို့ plus P95 ကိုယ့်ရဲ့ဖုန်းနံပါတ်အတိအကျကိုဒီမှာထည့်ပြီးပါဒီလိုမျိုးထည့်လိုက်ပါမယ်ကျွန်တော်တို့ဖြည့်စရာရှိတာကိုအကုန်ဖြည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဆက်ဆိုတာပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့မထည့်ရသေးတဲ့အချိန်မှာလေဒီဆက်ကပေါ်လာမှာဖြစ်ပါတယ်တကယ်လို့ဒီလိုမျိုးဆက်မပေါ်ဘူးဆိုရင်ဒီနေရာမှာကျွန်တော်တို့ဆက်ဖြစ်အောင်လဲကျွန်တော်တို့ထားပြီးမှဒီ submit ကိုကျွန်တော်တို့နှိပ်ပြရမှာဖြစ်ပါတယ်ပေါ့နော်ဒီဆက်မဖြစ်ဘူးဆိုရင်ကျွန်တော်ဒီမှာ submit ကိုတွားနှိပ်လို့မရပါဘူးပေါ့နော်ဒါကြောင့်မလို့ဒီဆက်ဖြစ်အောင်ကျွန်တော်တို့အရင်ဆုံးစောင့်လိုက်ပါစောင့်ပြီးမှ submit ကိုတွားနှိပ်ရမှာဖြစ်ပါတယ်ပေါ့နော်submit ကိုနှိပ်ပြီးတာနဲ့ကျွန်တော်တို့ဒီ48နာရီအတွင်းပေါ့နော်ဒီ48နာရီအတွင်းကိုကျွန်တော်တို့ Telegram ထဲကိုလုံးဝမဝင်ပါနဲ့ပေါ့နော်ဒီ48နာရီပြီးသွားမှကျွန်တော်တို့ Telegram account ထဲကိုပြန်ပြီးတော့ဝင်ကြည့်ပေးပါအကယ်၍မရသေးဘူးဆိုရင်ကျွန်တော်တို့နည်းနည်းလေးကိုထပ်ပြီးတော့စောင့်ပေးပါအားလုံးအချိန်ပြေမယ်လို့မျှော်လင့်ပါတယ်ဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်